မင်္ဂလာပါခင်ဗျကျွန်တော်နာမည်အာဂါမျိုးမင်းပါကျွန်တော်မှာမိသားစုဝင်က4ယောက်ပဲရှိပါတယ်အမရယ်ကျွန်တော်ရယ်အမေရယ်ဖေရယ်ပေါ့လောလောဆယ်တော့ကျွန်တော်အမေနဲ့2ယောက်တည်းနေပါတယ်အနုပညာကိုကျွန်တော်စပြီးတော့လုပ်ဖြစ်တာကတော့ကျွန်တော်တွေးတဲ့ဟို site mode တွေပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်အဲ့လိုဟာတွေကနေပြီးခါတွေကိုကျွန်တော်တွေးတဲ့စာတွေတချင်းလိုမျိုး like ဆိုရယ်ဗျာပြီးတော့ကျွန်တော်4တန်းနှစ်မှာ MP4 လေးတစ်လုံးဝယ်ဖြစ်တယ်အဲ့ MP4 လေးနဲ့အဲ့လိုကိုယ့်ဘာကိုဗီဒီယိုတွေရှောက်ရိုက်တယ်တပုတ်နေရိုက်တယ်တချင်းနေဆို record တွေဖမ်းတယ်အဲ့လိုအချိန်တွေကနေပြီးတော့စလုပ်ခဲ့တာပါကျွန်တော်အသက်16လောက်မှာကျွန်တော်ဒီတိုင်းလေးပဲကျွန်တော်တပုတ်ရိုက်ပြီးတော့ဟိုတင်တာပေါ့နော်တင် social မှာအဲ့ဒါမထင်မှတ်ပဲနဲ့ viral ဖြစ်သွားတယ်ဗျာ viral ဖြစ်သွားကျွန်တော်ကလေးပဲရှိသေးတယ်ကျွန်တော်အဲ့လိုမျိုးရည်ရွယ်ချက်တော့မရှိဘူး viral ဖြစ်သွားပြီးတော့ကျွန်တော်လည်းအဲ့လိုတိတ်ချလည်းမလုံနိုင်ဘူးကလေးလည်းဖြစ်တော့လူငယ်တဘာဝကျွန်တော်လေလွင့်သွားတယ်ပေါ့ပြောမယ်ဆိုရင်တော့ဗျာဒီမှာလူငယ်လိုမျိုးပျက်စီးသွားတယ်ပေါ့ကျွန်တော်ဘာမှတိတ်ချမလုံနိုင်မင်းနဲ့လိုမျိုးဂုံပျက်စီးသွားအကြာကြီးပဲဖြစ်သွား4-5နှစ်6နှစ်လောက်ပြီးတော့မှကျွန်တော်အစကနေပြီးတော့ကောင်းကောင်းမွန်မွန်ပြန်ဖြစ်အောင်လို့တစ်ခေါက်အစကနေအကုန်ပြန်လုပ်ရတဲ့အတွက် physical ဘိုင်းရောဘာရောအကုန်လုံးအစဆုံးပြန်လုပ်ရတော့အခက်အခဲကတော့တော်တော်လေးများပါတယ် physical ဘိုင်းဆိုလို့ရှိရင်လည်းဗျာကျွန်တော်ကအမှန်တိုင်းပြောလို့ရှိရင်ဟိုလိုမျိုး background တွေပါရမတောက်ပါဘူးအဲ့တော့ budget လည်းအများကြီးမရှိဘူးကျွန်တော်ဘာလို့ကျွန်တော်တာမန်ကြုံတဲ့အလုပ်တစ်ခုလုပ်နေနဲ့ကျွန်တော် body ကိုကျွန်တော် transformation ဖြစ်အောင်ကျွန်တော်လုပ်တာအဲ့ဒါကတော့အမှန်တိုင်းပြောရင်ဗျာကျွန်တော်ဟိုလိုအကြီးပြောခဲ့တယ်လို့တော့မထင်သေးချင်ပါဘူးကျွန်တော်တော်တော်လေးခက်ခဲပါတယ်လုပ်ချင်တာအကုန်လုံးရှောက်လုပ်တဲ့အချိန်မှာတကယ်အဲ့ဒီຢာတွေကပြောဖို့မကောင်းတကယ်အေးဆေးနေရပြီးတော့ကိုဖြစ်ရှင်တဲ့အိမ်မက်နောက်ကိုဖြစ်ရှင်တဲ့ကိုနောက်ကိုလိုက်နေရတဲ့မှုကလုံးဝပြောဖို့ကောင်းဆုံးအတင်းငိမ်ဆုံးဆိုတာကျွန်တော်သိတော့ကျွန်တော်လုံးဝဘလုံးဝမဖြစ်နိုင်တဲ့ဟိုးအောက်ဆုံးအခြေအနေကနေပြီးတော့ကျွန်တော်မရရအောင်လို့ပြန်ပြီးတော့အကောင်းဆုံးပြန်ဖြစ်အောင်ကျွန်တော်လုပ်ခဲ့တယ်ပြီးတော့အနုပညာဝါသနာပါတာကျတော့သူ့ဘာသူအတွင်းထဲမှာဝါသနာပါနေရပါအဲ့နောက်ပိုင်းကျတော့ဗျာအဲ့ကျွန်တော်ပြောချင်တာကအဲ့ ဖေးနေရကနေပြီးတော့ပြန်ပြီးတော့လာတဲ့အဓိကယူရချက်ကကျွန်တော်အဲ့ဒီ physics ကို light chase ရင်းနေဗျာကျန်တဲ့ဟာအကုန်လုံးလွတ်ချလိုက်ရတဲ့ပုံစံမျိုးအရင်ရဟာပေါ့ကျွန်တော် Cloud 7 casting မှာဝင်ပြန်ဖြစ်တယ်ပေါ့နော်ကျွန်တော်ကဗျာတရုတ်ဆောင်ကျွန်တော်အစားတုန်းကကျွန်တော်တေချာကျွန်တော်မသိခဲ့ဘူးအရန်နဲ့နေဆိုတဲ့ကိစ္စကိုကျွန်တော်မသိခဲ့ဘူးကျွန်တော်ဇာကားတွေကြည့်ရတာတော့ဝါသနာပါတယ်တရုတ်ဆောင်တယောက်ဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်တရုတ်ဆောင်အကြောင်းကိုကျွန်တော်အစလေးကျွန်တော်လေ့လာလိုက်တဲ့အချိန်မှာလုံးဝကျွန်တော် game တစ်ခုလိုမျိုးကျွန်တော်ကြိုက်သွားတယ်ဗျာကျွန်တော်အသေးသေးစံပြီးတော့ game တစ်ခုကစားရသလိုပဲဗျာလုံးဝဟို character တွေပါထည့်ရတော့ပေါ့အဲ့လိုဟာအကုန်လုံးကျွန်တော်တကယ်လုံးဝစိတ်ဝင်စားတော့ game တစ်ခုလိုကြိုက်သွားတဲ့အချိန်မှာကျွန်တော်ရှိသလောက်လေးနဲ့ကျွန်တော် audition ဝင်ပြိုင်နေတကယ်လို့ကျွန်တော် audition ဝင်ပြိုင်လို့အဆင်ပြေခဲ့ရင်ပေါ့နော် Cloud 7နဲ့ဒါလက်တွဲဖြစ်ခဲ့မှဆိုရင်ဒီမှာလုံးဝစနစ်တကျလေ့ကျင့်လိုက်ရင်ကျွန်တော်ပို့ပြီးတော့ professional တယောက်ဖြစ်နိုင်မယ်လို့ထင်လို့ကျွန်တော်ဝင်ပြိုင်ခဲ့ရပါကျွန်တော်အစားကအဲ့လိုစနစ်တကျ train ပေးဖို့မျှော်လင့်ထားတယ်ဗျာအဲ့ဒီမျှော်လင့်ထားတာထက်ကိုကျွန်တော်မျှော်လင့်ထားတာထက်ကို9ဆလောက်ကိုပို့ပြီးတော့အစားရရပံ့ပိုးပေးပါတယ်ဗျာအဲဒါဆုံးကျွန်တော်စွမ်းနိုင်သမျှဗျာကျွန်တော်အကောင်းဆုံးကျွန်တော်အစစ်မှန်နေပေးပြီးတော့အကျိုးမြတ်တွေအများကြီးပြင်ရစေချင်ပါတယ်